ယနေ့သာသနာတော်နှစ်2569ကောဇာတက္ကရာ1389ဘူလပြည့်ကျော်6ရက်နေ့နေ့9ရက်4လ2020နှစ်မှာဘယ်တော့6မင်္ဂလာရှိတဲ့ရမြတ်ချိန်ကောင်းခါကာလသမယမှာဂါရကိုသန်းတိုင်းဓမ္မမထေလိုင်းသမီးအိတ်ရွှေစင်မေသာတရားသူမိသားစုတွေကသာတရားသူရဲ့မွေးနေ့မင်္ဂလာအကြောင်းပြုပြီးတော့ကောင်းမှုကုသိုလ်တွေစီဥအထောက်ပြုလုပ်ပေးကြတယ်အဲ့ဒါဒီကောင်းမှုကုသိုလ်ကံစေနာပြရဲ့တကောချိန်စောအာနုဘောတော်ကြောင့်မွေးနေ့ရှင်တဲ့တကောမိသားစုအားလုံးဆွေစုမျိုးစုအားလုံးအသက်ရှည်ခြင်းရဲ့အကြောင်းထောက်ပံ့အနာကင်းခြင်းရဲ့ထောက်ပံ့ချမ်းသာခြင်းရဲ့အကြောင်းထောက်ပံ့နေဖြစ်တယ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအာယုဝဒနာသရုပ်သားကိုအကြောင်းပြုပြီးတော့ဟောတော်မူခဲ့တဲ့အသက်ရှည်စေဆင်းလာစေချမ်းသာစေကိုယ်အားဉာဏ်အားတိုးပွားတဲ့စေဒါမိန့်ခဲ့တာရှိပါအဘိဝါဒနာသီလိတ္တနေသံဟောတာပဇာယိနောသတ္တရောဓမ္မာဝဒ္ဒန္တိအာယုဝန္တောဒုက္ခံပလံလို့မြတ်စွာဘုရားမိန့်ပါတယ်။မိဝရဏသီလိတ္တာတိဝန္ဒနာသီလိတ္တအဘိနံဝန္ဒနာကိစ္စပတုတ္တတာတိအထောအဘိနံအမြဲမပြတ်ဝန္ဒနာကိစ္စပတုတ္တတာရှိခိုးပူဇော်တဲ့အလေးအကျက်ရှိရမယ်တဲ့အမြဲမပြတ်ဆိုသလိုပဲဘုရားယရဏတရားယရဏသံဃာယရဏတော်မြတ်၃ပါးရှိခိုးပူဇော်တဲ့အလေးအကျက်ရှိရမယ်ကိုမိဘဘိုးဘွားဆရာသမားရှိခိုးပူဇော်တဲ့အလေးအကျက်ရှိရမယ်တဲ့ဟောဒပဇာယိနောတဲ့ဟောဒပဇာယိနောဒါဘာပြောတာလဲလို့မေးရင်ကိခိတဝါတရဟုပပိစိတေတဟရတာမနေရေပိပပိစိတတဝါပနာပပိဇာယဥပတံပရာယဝါဟောဒတရေဂုဏဝုဒ္ဒေအပဇာယနာမာနတအဘိဝဒနေနာအဘိဝဒနေနာဝါဒီလိုဆိုပါတယ်ဒါလူပဲဖြစ်ဖြစ်ရှင်သာမဏေတွေပဲဖြစ်ဖြစ်ယဟန်တော်တွေပဲဖြစ်ဖြစ်မိမိတက်ဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုရင်တဲ့အယုသေးပြုရမယ်တဲ့အမြဲမပြတ်ရှိခိုးပူဇော်လေးရှိရမယ်အဲဒါလူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ကိုယ်တတ်တသိက္ခာဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်မြဲမပြတ်ရှိခိုးပူဇော်လေးရှိရမယ်ဒီအကြောင်းတရားနှစ်ပါးသည်တဲ့အာယုဝန္တောဒုက္ခံပလံဆိုတဲ့အတိုင်းပဲအာယုံမိဝဒ္ဓမာနိယတကံကာလံတံဝတ္တတိတထကံဣတရေပိဝဒ္ဒန္တိယေဝါဒီကုသိုလ်တွေဟာအာယုတံဝတ္တနိကကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်အာယုတံဝတ္တနိကကုသိုလ်ကိုစီဝါထုတ်ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပင်စဝီတတိဝတ္တကာလီသတ္တဇီဝိတန္တရာယောဥပ္ပစေယသောအဘိဝရဏသီလဒါယပတိပတ္တံပတိ25နှစ်လောက်နဲ့အတ္တအန္တရာယ်ရှိအောင်တောင်မှဒီလိုရှိခိုးတဲ့ကုသိုလ်ကောင်းမှုဒီလိုကိုယ်ရတသိက္ခာကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားမှုကြောင့်ခုနကဇီဝိတန္တရာယလို့ခေါ်တဲ့အတ္တအန္တရာယ်တွေဟာပฏิပတ္တံပတိတဲ့ငြိမ်းအေးသွားတယ်ငြိမ်းအေးသွားတယ်သောယာဝတာယုကမေဝဒိဋ္ဌတိတဲ့တတ္တန်းစိနေနိုင်သွားတယ်ဝဏတယောပိဿအာယုနာဝတတ္တိဝဒန္တိဝဏအစဉ်ယူပကလပချောမောရာတို့ဒုက္ခချမ်းသာရာတို့ဗလကာယဗလညာနာဗလတိုးပွားတာတို့အဲ့ဓာဒီဟာလည်းပဲတဲ့
အာယုနာဝတတ္တိံဝဋ္ဌံဒီတဲ့အသက်ရှည်မှုနဲ့အတူတိုးပွားသွားတယ်တဲ့ဒါကြောင့်အသက်ရှည်လို့တယ်ဆိုရင်ဆင်းလှလို့တယ်ဆိုရင်ချမ်းသာလို့တယ်ဆိုလို့ရှိရင်ကိုယ်အညာအားတွေကောင်းကျင်တယ်ဆိုလို့ရှိရင်ယရဏမြတ်သုံးပါးကိုလည်းပဲအမြဲမပြတ်ရှိခိုးပူဇော်လေးရှိရမယ်ကိုရတတိကကိုယ်အားဖြင့်ကြီးမားတဲ့ယရဏမြတ်သုံးပါးမိဘပိုးဘွားဆရာသမားတွေကိုလည်းပဲအမြဲမပြတ်ယုသေးလေးစားလေးရှိရမယ်အဲ့ဒါလို့ရှိလို့ရှိရင်တဲ့အနန္တရာယေနပုဝတ္တတာယုနောဝတ္တဒနာမနတ္ထိအဲ့ဒါအသက်ရှင်မှုကိုဖြစ်စေတယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူပါတယ်အဲကြောင့်အာယုဝဒနာသရောသားကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းဒီနေ့သာယရဏမောင်တရားသူရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့ဇီဝအားထုတ်ပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုစွမ်းအားတို့ကြောင့်မွေးနေ့ရှင်တဲ့တကွမိသားစုအားလုံးဆွေစုမျိုးစုအားလုံးဘုံကံကြီးမားကြပါစေသဇီဝရှည်ကြပါစေချမ်းသာဒုက္ခတိုးပွားပြီးဤကောင်းမှုကံစေရနာသည်မြတ်နိဗ္ဗာန်ဤအထောက်အပံ့ကိုစီကိုငါဖြစ်နိုင်ကြပါစေကုန်သတည်း